Alay mà thay đi ra mà cũng nó. Cô bé mà lại. Mình là ba mình mà top 10 channel cái này chú số ba đấy. Mình mà top 10 channel này nè. Nè xem từ đến thu từ đến công việc của tiền sẽ bị channel chú ba đấy. Alay mà thay đi ra mà cũng nó. Cô bé mà lại cũng chỉ bé mà lại cũng. Mà nè làm sao ở qua mày. Không là. Mà nè mà nào tiệm. Mà nè mà nào tiệm. Không là. Mấy đồ ta đâu cả. À cũng đủ trả đấy ổ. Ngoài ra rồi mà. Không là.အဲ့တော့ကိုယ့်ပါတီရဲ့မူဝါဒလမ်းစဉ်ကျင့်စဉ်အများကောင်းစားရေးဝါဒဆိုရင်အများစုကမကြိုက်နိုင်ဘူးမကြိုက်နိုင်ဘူးလားအများစုဟဲ့လားလက်သမားတွေခင်ဗျားတို့ကောင်းဖို့ကျွန်တော်တို့လုပ်ပေးမှာပါဘာတွေဒါပေမဲ့လို့ဒီကာလမှာကျွန်တော်တို့လုပ်မပေးနိုင်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ခင်ဗျားတို့တောင်းမှမပေးပဲဟုတ်လားဟုတ်တယ်လားလွတ်တော်တဲ့ကိုရောက်မှဒီမျိုးနယ်ရဲ့ကိုစားပြုပြီးပြောလို့ရမှာပေါ့ဒီမျိုးနယ်ရဲ့လက်သမားတွေမြေစီကိစ္စဘာဖြစ်နေလဲရမြေကိစ္စဘာဖြစ်နေဟုတ်လားအထွန်းနှုံးကတိုးနေတယ်ကြာနေဟုတ်လားအဲ့ဒီလိုတွေတွတ်တော်ထဲမှာပြောရမှာရှိနော်တိုင်းဒေသကြီးတောင်းဝင်ယူရတဲ့လူကလည်းတိုင်းဒေသကြီးမှာပြောရမှာရှိဟုတ်လားအဲ့ဒီလိုပြောဖို့ပါတီရဲ့ကိုစားမြို့လူတို့ရဲ့ကိုစားပြောနိုင်တဲ့လူတွေကိုဆရာမတို့ကလူအိုကြီးများကနေလူမျိုးလူငယ်လေးတွေကိုရွေးပြီးတော့ဒီတစ်ခါတိုင်းသားစလုံးညီညွတ်ရေးပါတီကဝင်ပြိုင်ပါမယ်လို့သမီးတို့ဟာရှင်းဥစွာကြော်ညာပေးနေရဟုတ်လားဟုတ်ပါတယ်တို့မှလူအိုကြီးတွေဟိုဖွားကြီးလည်းမလာတော့ဘူးပြောလေနော်ခါတိုင်းဝင်နေဖွားကြီးလည်းမလာတော့ဘူးပြောလိုက်အမနာနဲ့နော်ခါတိုင်းလာဝင်နေတဲ့ဖွားကြီးလည်းမလာတော့ဘူးတို့အခုပညာတတ်တွေလူငယ်တွေဟုတ်လားတို့မြို့နယ်မှာရှိလာပြီတို့ပါတီကိုကိုစားပြုပြီးတော့ပြောနိုင်ဆိုနိုင်မဲ့လူတွေရှိလာပြီအဲ့ဒီလိုလူတွေကိုတို့ကအောင်မြင်အောင်လုပ်ပေးရမယ်ဆိုတာတို့မှတောင်းဝင်ရှိတယ်နော်အဲ့ဒီတောင်းလေးကိုသမီးတို့သားတို့ဟာခံယူပေးစေခြင်းဟုတ်တယ်နော်ဟုတ်လားလက်ခံလားလက်ခံပါတယ်ဆရာမကလက်မခံဘူးဆိုလည်းဖြေရှင်းလို့ရတယ်နော်အဲ့တော့မိတို့သားတို့ကိုပြောချင်တာကဒီနေ့ကိုယ်နိုင်ငံရဲ့အကြောင်းကိုလေ့လာဟလာကိုယ်နိုင်ငံကိုသူများရှုံ့ချနေနော်ဘာလို့ရှုံ့ချနေဟလာဟိုစီဝေးဆိုလည်းမတက်နဲ့အခုတော့ဒီဘက်ပိုင်းခု2လ3လပိုင်းမှာတော့ပွင့်လာတဲ့သဘောလေးတွေရှိတယ်နော်သွားပြီးစီဝေးတက်ရဘာဖြစ်လို့လဲပါတီသုံးဒီမိုကရေစီစနစ်နဲ့သွားမယ်ဆိုပြီးတော့88ကတွေးကြော်ခဲ့တဲ့နိုင်ငံနော်ပြည်သူရွေးတဲ့အစိုးရမရှိလို့ဟုတ်လားပြည်သူကရွေးချယ်ပြီးတော့ပြည်သူဆန္ဒနဲ့ရွေးချယ်ပြီးတော့ရွေးချယ်ထားတဲ့အစိုးရကမအုပ်ချုပ်လို့ဟုတ်လားဟိုကမလာနဲ့ရမလာနဲ့ဟုတ်လားဟိုစီဝေးဆိုလဲဟလာနိုင်ငံကောင်းဆောင်မတက်ရဘူးဒီဆွေဟလာဘဲဖွဲ့စည်းအများကြီးဝင်ထားတာရှိတယ်